အင်တာနက်ကကောင်းကင်ကလာတယ်ထင်လားမှားပါတယ်ကမ္ဘာအင်တာနက်ရဲ့69%ကပင်လယ်အောက်ကပါဒါတွေကကမ္ဘာစီးပွားရေးရဲ့သွေးကြောမကြီးတွေပါဒီကျိုးတွေမရှိရင်ကမာကြီးတစ်ခုလုံးရပ်တန့်သွားမှာပါယုံနိုင်မလားကမ္ဘာဒေတာတွေကိုတည်ပြီးနေတဲ့ဒီကေဘယ်ကျိုးတွေရဲ့အရွယ်အစားကရေပိုက်ခေါင်းလောက်ပဲရှိတာပါဒါပေမဲ့သူ့အထဲမှာအလင်းတန်းတွေနဲ့ဒေတာတွေကိုမီလီစက္ကန့်ပိုင်းအတွင်းကမ္ဘာတစ်ဖက်စီပို့ဆောင်ပေးနေတာပါဒီကျိုးတစ်ချောင်းဆွဲဖို့အတွက်အမေရိကန်ဒေါ်လာတန်ပေါင်း300လောက်ကုန်ကြပါတယ်ဒါပေမဲ့အမြတ်ကတော့မိုးခါပါပဲအရင်ကတယ်လီကွန်တွေပိုင်ပေမဲ့အခုတော့ Google နဲ့ Facebook လိုကုမ္ပဏီကြီးတွေကကိုပိုင်ကေဘယ်တွေဆွဲနေကြပါပြီငါမန်းကြိုက်လို့ပြတ်နိုင်တယ်လို့နိုင်ငံကြီးတွေရဲ့သူ့ရှို့တွေကြားပြတ်နားထောင်ဖို့စ조사တာလဲခံရတတ်ပါတယ်ပင်လယ်ကျမ်းပြင်မှာကျိုးတစ်ချောင်းပြတ်သွားရင်ပြန်ရှာပြီးပြင်ဆင်ဖို့အတွက်သတင်းပတ်ပေါင်းများစွာကြာမြင့်တတ်ပါတယ်ဆလောင်းတွေခစ်စားလာပေမဲ့ညံနှုံးနဲ့တင်ငိမ်မှုမှာတော့ရေအောက်ကေဘယ်ကိုဘယ်အရာကမှမမီသေးပါဘူးဒါဟာ digital ကမ္ဘာကြီးရဲ့ကြောရိုးမနိုင်ပါနီးပညာနဲ့စီးပွားရေးအကြောင်းပိုသိရအောင် subscribe လုပ်ထားလိုက်ပါ